အဲ့ဒီလေလုံးတဲ့လက်တွေနဲ့ပဲမှုမှုရှောင်ထားပေးနေတာလေ လိုက်ရဟင်းကတမထင်းနေနော်အဲ့ဒါငါတမကြီးတော့ ဟဲ့ဟဲ့ မေတမီတော့တော့မမုံပုတ်ပဲအမေကအောက်ထဲမှာလေမနေ့ကအမေပွဲကရလာတဲ့ပတ်စံလေးရှိတယ်ငါတမကြီးလို့တော့ယူသွားအဲ့ဒါကြောင့်မမေကိုရှစ်နေရတာမေတမီအားလုံးယူသွားတယ်နော်ပို့လို့ရှိရင်အပြန်ကြရင်ပြန်ပေးမယ်ဟုတ်ပါပြီဒါနဲ့လေတမီလေးအပြင်ကြီးသွားရင်ဘယ်ဆိုင်ပြီးသွားနော်မေစိတ်ချမယ်ဟုတ်ကဲ့မေ မင်းမပဲသွား ဩသူ့တငယ်ချင်းမင်္ဂလာဆောင်ပါလေဒါတို့သမီးရန်လုံးမို့တဲ့အဝတ်စားတက်ဝဲလေးတယ် ဒါနဲ့အမေဒီနေ့ဗာချက်လဲ အုပ်ဆောင်ထဲမှာလေငါသားတော့ပဲချန်လေးလက်ဖက်တုပ်လေးနဲ့လှုပ်ထားတယ်စားလိုက်နော်ဂျိုက်ထရဟင်းကိုတမထင်းနဲ့နော်အဲ့ဒါငါသမီးလေးတော့ တိပါရဲ့အမေရဲ့အမေရလဲညီမလေးကအရွယ်ရောက်နေပြီအဲ့လောက်ဒီကလေးတို့ကိမဆိုင်ချင်ပါနဲ့အမေရဲ့ အမေမျက်လုံးထဲမှာတော့လေအမေသားသမီးတွေကဘလောက်ပဲအရွယ်ရရောက်အမေမျက်စိထဲမှာတော့ခလေးလေးတွေကြီးပဲ အမေနော်အဲ့လိုတွေကြက်လို့ကြာညီမလေးဒုက္ခရောက်လိမ့်မယ် အမလေးဟဲ့မိဘချစ်လို့ဘယ်သားသမီးကဒုက္ခရောက်တယ်လို့ကြားဘူးလို့တော့ တော်ပြီအမေနဲ့ဆက်မပြောတော့ပြောရင်ဘာမှထူမှာမဟုတ်လောက်သွားတော့ ဟိုอ่ะအမေသမီးတယောက်လဲလေအဲ့ရနိုးတာနဲ့ဒီဖုံးမဲ့ထိုင်ကြည့်နေတော့တာပဲသွားမျက်နှာလေးပါလေအရင်တက်တဲ့အောင် မရလေဒီချိန်လေးကဖုန်းကောင်းကောင်းကြည့်ရတဲ့ဟာနောက်ဆိုရင်လေသမီးလုံးတော့မှာအလုပ်ဝင်လို့ရှိရင်လေမနဲ့အလုပ်ပြေးရတယ်ဖုန်းအောင်ကြည့်ချိန်ရှိမှာအခုလေးပဲကြည့်ရတဲ့ဟာဟုတ်တယ် ကဲဟုတ်ပါပြီအခုတော့လောဆယ်တော့လေမျက်နှာလေးအရင်တက်သွားပြီးရင်မနှက်ဆာအမေအကုန်လုံးဆင်သင့်ပြင်လာပြီးသွားထားသွား ပါ သွားမင်းသွားအမေဈေးသွားလိုက်အောင်မယ်နော်ညီမလေးကိုစားတဲ့ပကံကိုတခါတည်းစေးလေဒီလောက်ထိအရင်နေ့စားနေရအောင်လွန်လာပြီအမေကိုပဲအစားရမခိုင်းပါနဲ့ ကိုရဘာဖြစ်နေရလဲအမေကခါတိုင်းလည်းဒီလိုပဲလှုပ်ပေးနေကြအခုမှထူးချမ်းလာလို့ ဒီရွယ်ရှိနေပြီကြောင်းပြီးတော့အလုပ်လုပ်တော့မယ်နင်းတခုဆောင်နေတောင်းမိနိုင်ရင်အလုပ်မှဘယ်လိုလုပ်မလဲ အလုပ်ကအလုပ်အိမ်မှုကိစ္စလေကိုရဘာဆိုင်လို့လဲအမေကသူ့သမီးကိုရှစ်လို့လှုပ်ပေးတာဘာလို့ကိုရမနာလို့ဖြစ်နေရ မနာလို့တာမဟုတ်ဘူးဟဲ့နင်းအတွက်ပြောတာနင်းအလုပ်မှာဒုက္ခရောက်မှာဆိုလို့ငါကပြောနေတာအမေလဲအမေပဲသူ့သမီးကိုချစ်လို့နဲ့အခုဒီစားပြီးသားပကံကိုဆေးပေးနေတော့ အဲ့တော့ဘာဖြစ်တော့အကြီးကနေရလေလေတဆိတ်ရှိလို့ရှိရင်ဒီခလေးကိုပဲပြောချင်နေတာဘာဖြစ်လဲကိုသားသမီးကိုချစ်လို့လုပ်ပြီးတာ ချစ်တာတော့ချစ်တာပေါ့အမေရဲ့အခုကစားအရွယ်ရောက်တဲ့အထိကလေးတယောက်ကိုလိုက်ပြီးတော့စီမံပေးနေတော့အချင်းတန်လို့သူ့ချစ်တာပေါ့ရက်တဲ့အခါမှာဘယ်လိုလုပ်မလဲအမေကအစားရလိုက်ပြီးတော့စီမံပေးနေတာအခုကသူစားတဲ့ထမင်းတော့သူချက်ဖို့နေတာချက်ပြီးသားထမင်းတော့ခုစားတဲ့လားမသိပါဘူး မဆက်တော့လဲဘာဖြစ်လဲအဓိကပတ်စံရှိဖို့ပဲပတ်စံရှိလို့ရှင်လေဝယ်စားလို့လဲရတယ်မချက်စားကြလို့ရှင်လဲဖြစ်တယ်ဆိုင်မှာပဲစားမှာပေါ့ဆိုင်မှာစားရင်လေစားပြီးသားပကံနောင်တိမ့်စရာမလိုဘလောက်ကောင်းလိုက်လဲ ပြလိုက်ဟောတမီးလေးတော့ပြန်လာပြီမေ ဟိုရအလောက်ကလည်းပင်မလိုက်တာအရမ်းမသမီးကတော့လေသမီးတငယ်ချင်းသွားတဲ့နိုင်ငံခြားကိုပဲလိုက်သွားခြင်းတယ်သူအမှအရန်အဆင်ပြေရဲ့တဲ့ဒီကအလုပ်တွေကအဆင်မပြေပါဘူးလာစားထွက်လို့ရှင်လေကိုတော့တပြားမှကြံတာမဟုတ်ဘူးအရင်လားဆိုရင်လည်းကြည်ပါလားအမြဲတမ်းထမင်းမထုတ်ဖဲနဲ့သွားတော့လာစားလည်းထွက်လာအောင်လက်ထက်မှာတပြားမှမကြံဒီလားထမင်းထုတ်ပြန်တော့လဲလေသမီးတို့ဖွဲ့တယ်မှာထမင်းထုတ်တတ်သူဆိုလို့သမီးတယောက်ပဲရှိတာအမွေရစမပြေပါဘူးအမွေရစိတ်ပြတ်တယ် သမီးရဲ့နိုင်ငံခြားမှာတော့အမေစိတ်မချပါဘူးသမီးရဲ့ဟုတ်ဒီမှာပဲအလုပ်ကိုစူးစမ်းပြီးလုပ်ကြည့်ပေါ့သမီးရဲ့ကြာလာရင်တော့ယာတို့တွေပါတိုးလာမှာပေါ့ ဘလို့အမေယာတို့တိုးမယ်ဟလားဟမ်
ကိုနောက်မှာအလုပ်ဝင်တဲ့သူတွေလေကိုကြော်မတက်အောင်တောင်လေမနှဲရုံးနေရတာအမေရဲ့သူတို့ကလေအစည်းအဝေးကြလို့ရှင်ပျော်တတ်ဆိုတတ်ဖားတတ်နဲ့ဒီမြန်မာနိုင်ငံမှာသမီးနဲ့တိုက်နေတဲ့အလုပ်ဆိုတာမရှိပါဘူးအမေရဲ့ဟုတ်တယ်သွားမယ်နိုင်ငံခြားပဲ ညီမလေးလည်းလှုပ်ပြပေါ့လုံဝင်ဝင်ဆိုတာဒီလိုမျိုးပဲလေ နေပါအောင်ကိုရဘာသိလို့ဝင်ပြောနေရလဲကိုလေထဲမှာလောက်တဲ့အတွေးလောင်နေညီမလေးကိုဆက်လာလောက်မနေနဲ့ အေးအဲ့ဒီလေလှုပ်တဲ့လက်တွေနဲ့ပဲနင့်ကိုပညာတောက်ပူမီးရှောင်ထားပေးနေတာလေ မတက်နိုင်လေလာတက်ပြမနေပါနဲ့စိတ်ပြတ်ဖို့ကောင်းတယ်ပေါ့ဖာတာကိုသွားချင်သွားမယ်မသွားချင်မသွားဘူးလာပြောမနေနဲ့အမေသမီးကတော့သွားမှာနော်ဘသူမှလာမတားနဲ့တားလို့ရှင်ငငယ်တော့လောက်တလို့ပြောလောက်ပြစ်မှာ မပြောပါနဲ့တားကြီးရဲ့မင်းကြီးမသူ့တငယ်ချင်းကနိုင်ငံခြားမှာအလုပ်လုပ်တာအဆင်ပြေနေတော့သူလည်းအဲ့လိုတက်လုပ်ချင်လို့လေအဲ့ဒါတားကြီးတဘောကဘယ်လိုရလဲမင်းကြီးမတားလို့ရမယ့်ပုံလည်းမပေါ်ပါဘူးကွယ် ဒီမှာတော့အမေအကုန်လှုပ်ပေးနေလို့အလုပ်သွားတော့ကြောမုံနဲ့သွားနေရတဲ့သူကအခုနိုင်ငံခြားမှာအလုပ်သွားလို့ချင်နေသေးတယ် မင်းကလည်းကွယ်ပြောလိုက်ရင် ကျွန်တော်ကစီနာနဲ့ပြောတာပါမေယာ သူများတွေလည်းသွားနေကြတာအဆင်ပြေတာပဲတားရဲ့ဘာတောင်ပိုင်းကလေအဖြူလေးတို့လည်းသွားနေကြတာအဆင်ပြေနေတာပဲဟာ အဆင်ပြေနေတယ်ဆိုတာထက်အဆင်ပြေအောင်နေရတာပါမေယာသူများနိုင်ငံမှာနေတယ်ဆိုတာလွယ်တယ်မှတ်လားအစားအစာအရာရာအနေထိုင်အစားတော့အစကိုယ်တိုင်စီစဉ်ရတာဒီမှာဆိုရင်အမေသမီးကိုအစားအရာလိုက်ပြီးတော့ဆောင်ရွက်ပေးနေတာအခုသူစားတဲ့ပကံတော့သူစေးဘူးလား ဒါပေမဲ့မင်းကြီးမအကြောင်းလည်းမင်းသိတယ်မှတ်လားသူလှုပ်ချင်တာကိုလှုပ်ရမှာနော်သူလှုပ်ချင်အောင်မလှုပ်ရဘူးဆိုရင်ငငယ်တော့အဲ့လိုမျိုးသူကရေကန်နဲ့ခုန်ချသွားတယ်ဆိုရင်အဲ့လိုလုပ်ရင်လည်း ဒါကတော့အမေတဘောပါသူကိစ္စတိုင်းကိုအမေတဘောပဲဆောင်ရွက်ခဲ့တာအခုသူလည်းအရွယ်ရောက်နေပြီသူ့ဘဝတက်လန်ကိုသူကိုယ်တိုင်ပဲရွေးချယ်ရမှာပေါ့ ဟဲ့ရောက်တာကြပြီလားစားပြီလား ဟေးငါတော့စားပြီမင်းကတော့ထုံးတဲ့တိုင်းပဲမှားထားတယ်မ အေးဘောဟာအများနဲ့မှာစားနေကြအောင်သိတဲ့အတိုင်းပဲလာမေးနေသေးတယ် ပြပြမင်းကတော့လေမနက်ခင်းဆိုလဲဝယ်စားနေ့လယ်ဆိုလဲမှားစားညနေအဆောင်ပြန်ရောက်လဲ ready made တွေစားနေနင်ကြရင်ကြမ်းမရလဲထိခိုက်ပတ်စံလဲစုမိမှာမဟုတ်ဘူးပြီးတော့နင်ဝက်စားလျှော်ရင်လဲဝက်လျှော်စားနဲ့ပဲလျှော်ရမှာလားနင်ဒီကြားထဲအဲ့ကိုပတ်စံဘယ်လောက်ပို့ပြီးတော့ငါ့ကိုပြောသမှာ တပြားမှမပို့ဖြစ်ဘူးဟဲ့နင်လည်းသိတဲ့အတိုင်းပဲဒီမှာကလေအခန်းကရေကမီးကနဲ့တခုမှအဆင်မပြေဘူးဟာသူများနိုင်ငံမှာလာနေရလေလွယ်ပါဘူးငါကတော့လေတဖြည်းဖြည်းနဲ့စိတ်ပြက်လာပြီသိလား ဟေးဘောနင်ကဘယ်ပို့ပြစ်မှာလဲဒီနိုင်ငံမှာလှုပ်လာလို့ပြီးကြောင်းတက်နေတဲ့တထေးသမီးလို့နေနေတာဟုတ်ဟဲ့ရုံမရောက်ရင်ရုံမလို့ကျင်ရတယ်ဟဲ့ပြပြရသိလားနင်လေမြန်မာနိုင်ငံမှာနေခဲ့စားခဲ့တဲ့ပုံတွေကိုပြင်မရမယ်အေးမပြင်ဘူးဆိုရင်နင်တကယ်လို့နှိပ်ပြလို့မြန်မာပြည်ပြန်တော့ပြန်တရားလမ်းဆင်းမရှိဖြစ်သွားမယ်ငါပြောရမယုံမရှိနဲ့တော့ပြပြ မမှုပါဘူးဟာလမ်းစေးမရှိရင်လေမြန်မာနိုင်ငံကငါအမေနဲ့အကိုစီကိုလှမ်းပြီးမှားလိုက်လို့ရတယ်ပြီးတော့ဒီမှာလေငါမှဓာတ်တွေရှိပြီးသားပဲလေရောင်းပြီးတော့ပြန်มาပေါ့အင်ကြမှာငါအကိုနဲ့အမေကိုပြန်လောက်ခိုင်းလိုက်ရုံပဲ အေးပါဟဲ့မင်းတော့ငါမနိုင်တော့ဘူးဟဲ့ပြပြဟိုမှာဝနာဆိုတဲ့ကောင်လာရင် ဒီမှာလေလှုပ်ထဲမှာသတိထားမိနေရကြာပြီဟိုနာဖြစ်ဖြစ်ဒီနာဖြစ်ဖြစ်နဲ့တက်တက်လက်လက်လေးနော် ဟုတ်ကဲ့ဟုတ်တွေ့ရဝမ်းသာပါတယ်ဘူးဟုတ် အကိုကြီးနာမည်မှတ်ထားနော်ကိုထုံးနဲ့အကိုရဲ့ဒီမှာဝနလေညီမချင်းချင်းကိုတိတ်ကိုကူညီချင်တာနောက်ကူညီပါလို့ရင်ပြောနော်အဲ့ဆိုကိုကြီးတော့ရမယ်နော်ချစ်စရာလေးညီမလေး ဟုတ်ကဲ့ရှင်ဟုတ် ဟဲ့ပြပြနင်အကောင်နဲ့တွားပြီးရောထူးထူးမနေနဲ့တော့အကောင်ထိုင်ညငါဟိုဖြစ်မှကြောင်းပြောရင် ဖုန်းခေါ်လာ အကောင်မှလက်ခံပါမလားလို့စိုးရိမ်နေတာပါ အပေါ်မှန်းသိလို့လက်ခံလိုက်တာတခြားသူဆိုလို့ရှင်လက်မခံ ဒါညီမလေးကရမ်းနဲ့လှတယ် ဟုတ် နောက်အားရရကြလို့ရှိရင်ပြင်မာတွေ့ကြရအောင်ကဖေးဆိုင်လေးပါလေးထိုင်လို့ရတာပေါ့ ဟုတ်ကဲ့
ဟုတ်လား ကိုတကားပဲ ချာပြေကိုစားဖို့တော့တစ်ခုခုတော့ဝယ်လာအောင်မယ်နော် ပြန်ပါကိုကစားဖို့လာတော့ဘာလို့လိုက်လာလဲသိရတာနဲ့ ကိုလည်းဘာရှောက်ပြောနာလဲမသိ ဘာမသိရလဲတင်ပြီးမလားဒီအစကိုရေးရမယ်နော်အားရရှော ချပါလဲ ဘာပါလဲဘာလို့တော့တောင်းနေတိုင်းနဲ့တက်တော့မရဘူးလောလောမလဲဆိုတာမမကိုသိတယ်နော် ခင်းဆိုင်နော် ငါလေးအေးအိုးကလေးမပါပဲမပါပဲကြာကောင်းတယ်ဟေးနောက်တစ်ခါရှိသေးလား ကောင်းပြီ အော်ကလေးစပြလား ဒီမောင်ရှိလို့ရှင်နည်းနည်းတော့မျှပါအောင်ကိုယ်ငါဘလို့မရတော့အရာချတယ်ပြီ မနေ့ကကို9000လောက်ပေးခဲ့ရလေအဲ့ဒီညနေကုန်သွားလား ကောင်းပြီ အဲ့တော့မလုပ်နဲ့လေကလေးလေးအဲ့တော့လုပ်လို့မရဘူးပြီးတော့အဲ့ဒီဥစ္စာလိုချင်တဲ့နေ့ရတာပေါ့ဒါချင်းမှဖန်လို့ရတာဒါချင်းရင်တော့မလိုတော့ဝင်လို့မရဘူးကလေးလေးကိုကြီးမှလည်းကြက်နေဘာမှမကြည့်တော့ဘူး ယူပါโอเค ပြန်လာပဲနော် ကိုချင်းချင်းလာခဲ့ပြီအေးကိုကလေးလေး ရတယ် ကိုအားရပုံပြီးတော့ကောင်းတဲ့ဟာလေးကိုခြာလာခဲ့တယ် ညလုံးပါညလုံးပါ နေဒီလိုရတယ်တားကြီးအမေကိုရေလေးတစ်ခွက်လောက်ယူခဲ့ပေးပါအောင်ကွယ်တားကြီးလာပါဦးတမီးမလေးတည်းအမမလားတော့ပါတားရဲ့အမေကလေးလေး ညီမလေးညီမလေး你不知道地方了，你气啊妙，你那个要开啊嘞。